အားလုံးပဲမင်္ဂလာပါမြန်ပန်းနေပြန်ပြီးတော့ကြိုဆိုပါရစေ2025ခုနှစ်အတွက်နိုဘယ်ဆုရွေးချယ်ရေးကော်မတီကနိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ10ရက်နေ့မှာကြီးညာလိုက်ပြီပေါ့နော်ဒါပေမဲ့ထူးထူးခြားခြားအနေနဲ့အားလုံးထင်တဲ့သူအားလုံးတစ်ပေးနေကြတဲ့သူဖြစ်တဲ့တကယ်လဲငြိမ်းချမ်းရေးမှာထူးထူးခြားခြားနဲ့ရှေ့ဆုံးကနေဥဆောင်ပြီးတော့ပါဝင်ပြီးတော့လုပ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီဆုနဲ့လွဲသွားတယ်ပေါ့နော်ဒီဆုကိုသူကိုယ်တိုင်ကလိုချင်ပါတယ်လို့မပြောရုံတမယ်ပဲဒါပေမဲ့ဆုကိုတော်တော်လေးလိုချင်နေတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ့နော်ကမ္ဘာနိုင်ငံခေါင်းဆောင်တော်တော်များများကလည်းသူ့ကိုအမိစင်းတင်တာတွေရှိတယ်ပေါ့နော်ဒီပြီးခဲ့တဲ့3-4-5လအတွင်းမှာထူးခြားတဲ့ပြောင်မြောက်တယ်ပေါ့နော်စစ်ပွဲတွေကိုရပ်တန့်အောင်လုပ်တယ်အာမေးနီးယားအဇာဘိုင်ဂျန်တို့တခြားကွန်ဂိုတို့တော်တော်များများအိန္ဒိယပါကစ္စတန်ကိစ္စတို့အင်ဒိုနီးရှားနဲ့ထိုင်းကိစ္စတို့တော်တော်များများစစ်ပွဲတွေမဖြစ်သွားအောင်လို့ကိုထူးထူးခြားခြားနဲ့အခြေဆုံးကနေဥဆောင်ပြီးတော့ညှိနှိုင်းဆွေးနွေးခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အခုဆိုရင်နောက်ဆုံးအနေနဲ့အစ္စရေးနဲ့ဟာမတ်စ်နဲ့ဖြစ်တဲ့ဂါဇာကိစ္စပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုထားတဲ့ပထမအဆင့်ကိုနှစ်ဖက်စလုံးကသဘောတူလိုက်ပြီပေါ့နော်အဲ့အတွက်ကြောင့်ကမ္ဘာပေါ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမကြိုက်တဲ့မီဒီယာတွေကိုနှိုက်ကတော့မှ credit ပေးတယ်ပေါ့နော်သမ္မတထရန့်ရဲ့ထူးခြားတဲ့ပြောင်မြောက်တဲ့ဆွမ်းဆောင်ရည်တွေအတွက်ကိုဒီဂါဇာစစ်ပွဲအဆုံးသတ်ဖို့ပထမအဆင့်ကသဘောတူလိုက်ပြီအဲ့အတွက်ကြောင့်ဟာမတ်စ်ဘက်ကဖမ်းထားတဲ့တစားကန်တွေ48ယောက်ပေါ့နော်တေသွားတဲ့လူရောရှင်လက်ရှိအသက်ရှင်နေတဲ့လူတွေရောကိုပြန်လွှတ်ပေးမယ်အစ္စရေးကလည်းဖမ်းထားတဲ့ပါလက်စတိုင်းလူမျိုးအယောက်2000လောက်ကိုပြန်ပြီးလွှတ်ပေးမယ်ပေါ့နော်တစားကန်လဲလှယ်ရေးကိစ္စကိုအသက်ဝင်သွားပြီပေါ့နော်အစ္စရေးစစ်တပ်ကလည်းတတ်မှတ်ထားတဲ့စီမင်းအထိကိုနောက်ဆုတ်ပေးမယ်ပေါ့နော်အဲ့အတွက်ကြောင့်ကမ္ဘာပေါ်မှာအစ္စရေးနိုင်ငံမှာရောသမ္မတထရန့်နဲ့ပတ်သက်ပြီးတော့တော်တော်လေးချီးကျူးမှုတွေလမ်းပေါ်ထွက်ပြီးတော့ကခုန်ပြီးတော့ပျော်ရွှင်နေကြတဲ့တစားကန်မိသားစုတွေရောအားလုံးအစ္စရေးနိုင်ငံသားတွေရောကမ္ဘာအနှံ့တော်တော်များများခေါင်းဆောင်တွေရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့သမ္မတထရန့်ကိုတော်တော်လေးကိုလေးစားပြီးတော့ပေါ့နော်တော်တော်လေး credit ပေးနေရတဲ့အချိန်သူကိုယ်၌ကလည်း Nobel ငြိမ်းချမ်းရေးဆုကိုလိုချင်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဆုကိုကြီးညာလိုက်တဲ့အချိန်မှာသမ္မတထရန့်ကမရဘဲနဲ့ဒီဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင်ကဒီဆုကိုရရှိသွားတယ်ပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြစ်သွားလဲသမ္မတထရန့်ဘာဖြစ်လို့ဒီဆုနဲ့လွဲချော်သွားလဲဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင်ဘာဖြစ်လို့ဒီဆုကိုရသွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာလေ့လာကြည့်အောင်ပေါ့နော်ဒီဆုကိုရွေးချယ်မှုမတိုင်ခင်မှာဒီနော်ဝေးနိုင်ငံကဆုရွေးချယ်ရေးကော်မတီရောနော်ဝေးအစိုးရရောတော်တော်လေးစိုးရိမ်မှုတွေရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဆုကိုသာသမ္မတထရန့်ကမရဘူးဆိုရင်နော်ဝေးနိုင်ငံပေါ်မှာတက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲစိုးရိမ်ပူပန်မှုတွေရှိတယ်။နော်ဝေးပြည်သူတွေကိုနိုင်ကတော်တော်လေးစိုးရိမ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သမ္မတထရန့်ကသူကပုဂ္ဂိုလ်ရေးအရာတိုက်ခိုက်မှုတွေရှိတယ်ပေါ့နော်။ तू မကြိုက်ဘူးဆိုရင် तू ကလုံးဝမကြိုက်ဘူး။ तू ကြိုက်ပြီဆိုရင် तू ကတော်တော်လေးသဘောကျတယ်ပေါ့နော်။ तू က personally ရပုံကိုရေးခံစားချက်တွေသမ္မတထရန့်တော်တော်ရှိတယ်ပေါ့နော်။အဲ့အတွက်ကြောင့်နော်ဝေးနိုင်ငံပေါ်မှာမုန်းတီးမှုတွေဖြစ်သွားမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိုးရိမ်ကြတယ်ပေါ့နော်။အဲ့အတွက်ကြောင့်နော်ဝေးအစိုးရကတော့အစိုးရတွေကတော့ကြေညာထားတာရှိတယ်။ဒီ Nobel ဆုပေးတာနဲ့ပတ်သက်ပြီးတော့နော်ဝေးအစိုးရကဘာမှဝင်ရောက်ပတ်သက်မှုမရှိဘူး။ Nobel ဆုက Nobelဆုရွေးချယ်တဲ့ကော်မတီတီးကြပါတော့တတိပုဂ္ဂလကော်မတီကနေပဲရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်နော်ဝေးအစိုးရနဲ့ဘာမှပတ်သက်မှုမရှိဘူးနော်ဝေးအစိုးရရဲ့ PR လည်းဘာမှမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့နော်ဝေးအစိုးရအစိုးရတွေကတော့ဖြည့်ရှင်းထားတာရှိတယ်ပေါ့နော်ဒါပေမဲ့သမ္မတထရန့်ကတော့တော်တော်လေးတော့ပောက်ကွဲသွားမဲ့သဘောရှိတယ်ပေါ့တကယ်လို့များဆုမရခဲ့ဘူးဆိုရင်ဆိုပြီးတော့ဒီအရှိမပေါ့သတင်းတောက်တွေကလည်းဒါမျိုးတွေမေးတာတွေရှိတယ်သမ္မတထရန့်ကိုနိုင်ကကမ္ဘာကုလသမဂ္ဂအစည်းအဝေးပွဲမှာပြောတာပဲဖြစ်ဖြစ်တခြားဘယ်ခေါင်းဆောင်တွေပဲတွေ့တာပဲဖြစ်ဖြစ်သူ့ကိုသတင်းတောက်တွေကဒီ Nobel ဆုနဲ့ပတ်သက်ပြီးတော့မေးတယ်ဆိုရင်သူကတေးသေးချာချာလေးကိုပြန်ဖြေတာရှိတယ်ပေါ့နော်သူစစ်ပွဲတွေကိုသူရက်တက်လိုက်တယ်အဲ့အတွက်ကြောင့်ဒီဆုကသူရတဲ့နယ်ဆိုတဲ့ပုံစံမျိုးပေါ့သူ့ရဲ့အတွင်းစီအတိုင်ဝန်းကလည်းဒီဆုကိုသမ္မတထရန့်ကရတဲ့နယ်သမ္မတထရန့်လည်းတကယ်လေးလိုချင်တယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီသတင်းတွေကအပြုံထွက်လာတာပေါ့ဒါပေမဲ့ဒီနှစ်မှာတော့သမ္မတထရန့်ကမရလိုက်ဘူးလွဲချော်သွားတယ်ပေါ့နော်တော်တော်လေးတက်ရောက်မှုတွေနော်ဝင်းနိုင်ငံပေါ်မှာလည်းရှိလာမယ်လို့လည်းမျှော်လင့်ရတယ်ပေါ့နော်အဲဆိုရင်သမ္မတထရန့်ဘာဖြစ်လို့ဒီစုနဲ့လွဲသွားတာလဲပေါ့တကယ်လဲငင်းငင်းကြီးကိုလှုပ်ဆောင်နေတယ်တကယ်လဲအားထုတ်ပြီးတော့ရှေ့ဆုံးကနေအမေရိကန်အစိုးရကိုနိုင်ကပါဝင်ပြီးတော့လုပ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဘာလို့ဒီစုနဲ့လွဲသွားတာလဲပေါ့ဒီနှစ်ထဲမှာဆိုရင်ပေးစရာသမ္မတထရန့်အပြင်ကိုဘယ်သူမှမရှိဘူးပေါ့နော်ဒါမျိုးငင်းငင်းကြီးလုံနိုင်တာကတမိုင်းမှာလည်းဘယ်သူမှမရှိခဲ့ဘူးဘယ်ဝင်ကြီးချုပ်ဘယ်သမ္မတမှမလုံနိုင်တဲ့ကိစ္စကိုသမ္မတထရန့်ဒုတိယအကြိမ်တာဝန်ယူပြီးတဲ့နောက်ပိုင်းပေါ့နော်9လအတွင်းမှာစစ်ပွဲ9ခုလောက်ကိုငင်းငင်းအောင်လုံနိုင်နေဆိုတာကတမိုင်းမှာမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့သမ္မတထရန့်ဒီစုနဲ့လွဲသွားပြန်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်တကယ်တော့2025ခုနှစ်အတွက်ဒီစုကိုပေးအပ်ဖို့အတွက်စီရင်ပိတ်လိုက်တဲ့အချိန်က
2025ခုနှစ်တလပိုင်း31ရက်နေ့လို့သိရတယ်ပေါ့နော်တလပိုင်း31ရက်နေ့မှာ2025ခုနှစ်အတွက်စုပေးမဲ့သူတွေရဲ့စီးရင်ကိုပိတ်လိုက်ပြီ2025ခုနှစ်တလပိုင်းဆိုတာသမ္မတထရန့်ကအိမ်ဖြူတော်ရောက်ပြီးတော့3လပဲရှိသေးတယ်ပေါ့နော်အဲ3လအတွင်းမှာကြတော့သူ့ကိုနာမည်စင်းတင်တဲ့သူကဘယ်သူမှမရှိသေးဘူးအခုနောက်ပိုင်းမှသာအစ္စရေးတို့ပါကစ္စတန်တို့ပြီးတော့ကမ်ဘောဒီးယားတို့အာမေးနီးယားအဇာဘိုင်ဂျန်တို့အဲ့နိုင်ငံကသူတို့နိုင်ငံစစ်ပွဲတွေရပ်တန့်အောင်လုပ်ပေးတဲ့အတွက်ဆိုပြီးတော့သမ္မတထရန့်ကိုဒီနော်ဝေမှာရှိတဲ့နိုဘယ်ငြိမ်းချမ်းရေးကော်မတီကိုသမ္မတထရန့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ပတ်သက်ပြီးတော့နာမည်စင်းတင်တာပေါ့နော်အဲ့မတိုင်ခင်ဒီစင်းရင်ပိတ်တဲ့မတိုင်ခင်မှာတော့သမ္မတထရန့်နာမည်ကဒီစင်းထဲမှာမပါဘူးပေါ့နော်အဲ့အတွက်ကြောင့်တကယ်လို့များသမ္မတထရန့်ကိုဒီနှစ်မှာပေးမယ်ဆိုရင်နိုဘယ်ဆုရွေးချယ်ရေးကော်မတီကအစင်လာတွေကိုချိုးဖျက်မှရတော့မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကစင်းရင်ပိတ်ပြီးတဲ့နောက်ပိုင်းမှာဝင်လာတဲ့နာမည်တစ်ခုကိုအခုချိန်မှာစွမ်းဆောင်ရည်တွေအရန်ကောင်းတယ်ဆိုပေမဲ့လည်းပေးလိုက်မယ်ဆိုရင်အမေရိကန်သမ္မတမျိုးပေးတာဖြစ်သွားမယ်ပြီးတော့ဒီစုနဲ့ပတ်သက်ပြီးတော့အယုံကြည်တွေကင်းမဲ့သွားမယ်တကယ်စင်းပိတ်တဲ့အချိန်မတိုင်ခင်မှာပေးတဲ့သူတွေအတွက်နစ်နာသွားမယ်ပေါ့နော်အစင်လာရအရန်ကြီးမားတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ပတ်သက်ပြီးတော့အကုန်လုံးကလေးစားတန်ဖိုးထားရတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်တကယ်လို့များတက်ရောက်မှုတွေရှိလာမယ်ဆိုရင်လည်းတက်ရောက်မှုတန်ကိုခံမယ်ဆိုတဲ့ပုံစံနဲ့ရွေးချယ်သွားတာလို့တော့မြင်ရတယ်ပေါ့နော်အစင်လာရရောတမိုင်းကြောင်းရရောအရန်ကြီးတယ်ဆိုပေမဲ့စီမီစီကန်းကိုပဲတန်ဖိုးထားတယ်အဲ့အတွက်လည်းပို့ပြီးတော့လူတွေရဲ့တန်ဖိုးထားမှုလေးစားချစ်ခင်မှုကိုပို့ပြီးရနိုင်မယ်ဖြစ်တဲ့အတွက်ကြောင့်နော်ဝေကမှရှိတဲ့ဒီနိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်တဲ့ကော်မတီကသမ္မတထရန့်ကိုဒီနှစ်မှာလုံးဝမပေးဘဲနဲ့ခြံထားခဲ့တာလို့သိရတယ်ပေါ့နော်အဲ့လိုပဲဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့2026ဆိုရင်တော့ဖြစ်နိုင်တယ်ပေါ့နော်2026မှာပေးမယ်ဆိုတာ2026ခုနှစ်တလပိုင်း31မှာအဆုံးသတ်မှာပေါ့နော်ဒီနာမည်စင်းပိတ်မှာအဲ့မတိုင်ခင်မှာသမ္မတထရန့်ရဲ့နာမည်ကအချိန်ပေါင်းများစွာပါတယ်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ရည်တွေကလည်းတော်တော်လေးထိရောက်မှုရှိတယ်အဲ့အတွက်ကြောင့်2026မှာဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့2025မှာတော့လုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါလည်းသမ္မတထရန့်ကိုယ်တိုင်ကသိတယ်ဒါပေမဲ့လည်းသူအမေရိကန်သမ္မတဖြစ်တယ်သူ့ရဲ့ pressure ကြောင့်တကယ်လို့ငြိမ်းချမ်းရေးကော်မတီကနိုဘယ်ဆုရွေးချယ်ရေးကော်မတီကပေးလိုက်မယ်ဆိုရင်သူရသွားနိုင်တယ်ပေါ့နော်အဲ့တော့ကြောင့်သူက PR ပေးတယ် pressure ပေးတာတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းနိုဘယ်ဆုရွေးချယ်ရေးကော်မတီကတော့ပြပြတတ်ပဲသမ္မတထရန့်ကိုဒီတစ်ခေါက်မှာလုံးဝကိုမပေးလိုက်ဘူးပေါ့နော်2026ဆိုရင်တော့ဖြစ်နိုင်တယ်2025ကတော့လုံးဝမဖြစ်နိုင်ဘူးပေါ့အဲ့တော့သမ္မတထရန့်တော်တော်လေးဒေါသပေါက်ကွဲမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သမ္မတထရန့်ကတော့သူ့ရဲ့ဒီရွေးချယ်ပြီးတဲ့အချိန်မှာသူ့ရဲ့ပြောတဲ့အင်တာဗျူးမှာတော့သူ့ရဲ့သတင်းတောက်တွေမေးတဲ့အချိန်မှာတော့သူပြောလိုက်တာတော့ရှင်းရှင်းလေးပဲဒီစုကိုတဲ့အမေရိကန်သမ္မတအရင်တော့အိုဘားမားနောက်ဆုံးရခဲ့ဘူးတာပေါ့နော်အိုဘားမားကရွေးချယ်ပြီးတဲ့အချိန်မှာတိတ်မကြခင်မှာရသွားတာပေါ့နော်ဒီစုကိုငင်းငင်းနိုဘယ်ဆုကိုသူကဘာမှလှုပ်တော့မလှုပ်ပြလိုက်ရဘဲနဲ့ငင်းငင်းဆုကိုရသွားတာပေါ့နော်အဲ့အတွက်ကြောင့်အိုဘားမားကဘာမှထိုက်တန်မှုမရှိဘူးပေါ့ပြီးတော့အမေရိကန်နိုင်ငံအတွက်လည်းအိုဘားမားကအမေရိကန်သမ္မတတွေထဲမှာမကောင်းတဲ့သမ္မတတစ်ယောက်ပေါ့နော်အရင်မကောင်းဆုံးတော့မဟုတ်ဘူးမကောင်းတဲ့သမ္မတလို့ပြောတယ်မကောင်းဆုံးသမ္မတကတော့အဆိုးဆုံးသမ္မတကတော့ဗာလဲဆိုတော့ Sleepy Joe Biden ပေါ့နော်အဲ့နေတဲ့ Joe Biden ဆိုပြီးတော့တော်တော်လေးကိုပုတ်ခတ်သွားတာပေါ့ဒါပေမဲ့အဲ့တော့ကတော့ကျွန်တော်လည်းသတိထားမိတယ်ဟုတ်တယ်အိုဘားမားကိုပေးတဲ့အချိန်တော့အိုဘားမားသမ္မတဖြစ်ပြီးတော့ဘယ်မှမကြောက်ဘူးပေါ့နော်အိုဘားမားလည်းအဲ့လိုပဲ17လပိုင်းမှာရွေးကောက်ခံပြီးတော့သူငင်းငင်းစုကိုရသွားတာ2009ခုနှစ်မှာပေါ့နော်ဒါပေမဲ့သူ့လက်ထက်မှာအဲ့လောက်ထိထူးထူးခြားခြားဘာမှမလုပ်ရသေးဘူးစစ်ပွဲတွေရပ်တန့်တာလည်းဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့သူ့ကိုငင်းငင်းစုကိုပေးလိုက်တယ်ပေါ့နော်အဲ့တော့ကတော့ဖားပြီးတော့ပေးတယ်ဆိုတဲ့ပုံစံမျိုးတောင်မှဝေဖန်ခံခဲ့ရတယ်ပေါ့နော်နော်ဝေဒီငင်းငင်းရွေးချယ်တဲ့ကော်မတီကဖားပြီးတော့အမေရိကန်သမ္မတကိုပေးလိုက်တယ်လို့သိရတယ်ပေါ့ဒါပေမဲ့ဝေဖန်မှုတွေခံခဲ့ရတာပေါ့နော်ဒါပေမဲ့ဘာလို့ရွေးချယ်လဲဆိုတော့သူတို့မှာ reason ရှိမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သမ္မတထရန့်ကတော့ဒါနှိုင်းရှင်ပြီးတော့ပြောတာပေါ့နော်အိုဘားမားတော့ဘာမှမလုပ်ဘဲနဲ့ရတယ်ငါလှုပ်ရတာနဲ့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပုံကိုရေးရငါ့ကိုမုန်းတီးလို့မပေးတာလို့ဘာလို့ပေါ့သူကတော့ထုံးစံတိုင်းပေါ့မကျေနပ်ဘူးဆိုရင်တဲ့ကြီးပြောတဲ့လူဖြစ်တဲ့အတွက်ကြောင့်ဒီနော်ဝေမှာရှိတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီကတော့ဘယ်လိုမျိုးတွေတက်ရောက်မှုတွေရှိမလဲဆိုတော့အားလုံးကတော့စောင့်ကြည့်နေရပါတော့တကယ်လို့များတက်ရောက်မှုရှိတယ်ဆိုရင်တော့ဒါကတော့ပုံကိုရေးတက်နဲ့ပုံကိုရေးမကျေနပ်ချက်နဲ့တိုက်ခိုက်တာပုံစံမျိုးလို့ဖြစ်သွားမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာဂါဇာမှာကပထမအစီငင်းငင်းတကယ်ရရှိသွားပြီဒါကနှစ်နှစ်အတွင်းမှာအားလုံးစောင့်မျှော်နေကြတဲ့အချိန်ကာလတစ်ခုရောက်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်အကုန်လုံးကလမ်းပေါ်ထွက်ပြီးတော့လုံးဝအောင်ပွဲခံနေရရှိတယ်ကမ္ဘာနိုင်ငံတော်တော်များများလည်းဒါကိုလက်ခုပ် offer ပေးနေကြရရှိတယ်ပေါ့နော်ပြီးတော့ပြည်တွင်းမှာရှိတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစန့်ကျင်တဲ့မီဒီယာတွေပေါ့နော်လက်ဝဲရိပ်နဲ့မီဒီယာတော်တော်များများပြီးတော့
Democrat Party ကတော်တော်များများကိုနိုင်ကတော့မှသမ္မတ Trump နဲ့ပတ်သက်ပြီးတော့ credit ပေးတာပေါ့နော်ချီးကျူးတာတွေရှိခဲ့တယ်ပေါ့ဒါသမ္မတ Trump ဘဝမှာတော်တော်များများမရခဲ့ဘူးတဲ့မှတ်တိုင်တစ်ခုပေါ့နော်တော်တော်များများ Democrat ကလူတွေတော်တော်များများသမ္မတ Trump အရန်မုန်းကြတယ်ဒါပေမဲ့အခုဒီတစ်ခေါက်မှာတော့သမ္မတ Trump ရဲ့အခုဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့မချီးကျူးပဲမနေနိုင်ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးတော့ဖြစ်သွားတယ်ပေါ့အရင်တော့နိုင်ငံခြားရေးဝန်ကြီးချုပ်ဖြစ်တဲ့ကလင်တန်ပေါ့နော်ဟီလာရီကလင်တန်ကိုတိုင်းကတော့မှချီးကျူးမှုတွေရှိတယ်အိုဘားမားဆိုလည်းသမ္မတ Trump နဲ့ပတ်သက်ပြီးတော့အခုကိစ္စနဲ့ပတ်သက်ပြီးတော့ချီးကျူးမှုတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့နော်ဝေမှာရှိတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီကတော့2025ခုနှစ်မှာရွေးချယ်တဲ့အချိန်မှာတော့သမ္မတ Trump မရသွားဘူးပေါ့နော်တကယ်လို့များအခုချိန်မှာဒါသမ္မတ Trump ဒါငြိမ်းချမ်းရေးဆုရမယ်ဆိုရင်တော့ तू အချို့ဘောတကားလောင်းတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာငြိမ်းချမ်းရေးဆုနဲ့ပတ်သက်ပြီးတော့ तू ဒါတကယ်လို့ရခဲ့မယ်ဆိုရင်ပူပူနွေးပေါ့နော် Hamas နဲ့ Israel နဲ့ဂျားမှာငြိမ်းချမ်းရေးရခဲ့တဲ့အတွက်ကြောင့် तू ကလုံးဝကိုပို့ပြီးတော့သူ့ကိုယ်သူပို့ပြီးတော့ဂုံကြွားလို့ရမယ်အနေအထားတစ်ခုဖြစ်သွားမှာပေါ့နော်ဒါပေမဲ့အခုလောလောဆယ်တော့ तू ကလွဲသွားတဲ့အတွက်ကြောင့်တော့စိတ်မကောင်းတော့ဖြစ်သွားမှာသိကြတယ်ဒီစုနဲ့ပတ်သက်ပြီး2026ခုနှစ်မှာတော့သူရမလားဆိုတာထပ်ပြီးတော့စောင့်ကြည့်ရမယ်ပုံစံဖြစ်သွားမှာပေါ့နော်ဒီကြားထဲမှာတော့အပြောင်းလဲဖြစ်သွားနိုင်တယ်တကယ်လို့2026မှာဒါသူမရတော့ဘူးဆိုရင်တော့သိကြတယ်သူ့ကိုဒီစုကသူလွဲသွားပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာသိရတဲ့သတင်းရပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနော်ဝေကစုချီးမြင့်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုမရပေမဲ့လဲဂါဇာမှာရှိတဲ့အစ္စရေးနဲ့ဟာမတ်စ်နဲ့ကြားမှာငြိမ်းချမ်းရေးရအောင်ဆွဲဆောင်တဲ့အတွက်ကြောင့်သူ့ကိုဂုံတူးဆောင်စုပေါ့နော်အထူးစုတစ်ခုအနေနဲ့ပေးရမယ်လို့လည်းသိရတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့များဒီစုကိုဒါတကယ်လို့များပေးရမယ်ဆိုရင်တော့သူ့ကိုစိတ်မပြတ်သွားအောင်ပေါ့နော်စိတ်မကောက်သွားအောင်လို့စိတ်မဆိုးသွားအောင်လို့အဲ့လိုမျိုးချော့တဲ့သဘောမျိုးနဲ့ပေးရလို့ပုံစံမျိုးပေါ့နော်အစင်လာရပေါ့နော်စီမီစီကန်ရဒေါ်နယ်ထရန့်ကနာမည်စင်းပိတ်တဲ့အချိန်နောက်ပိုင်းမှာရောက်ခဲ့တဲ့နာမည်ဖြစ်တဲ့အတွက်ကြောင့်2025ခုနှစ်မှာတော့စုကိုပေးလို့မရဘူးပေါ့နော်ပေးမယ်ဆိုရင်တော့အစင်လာတွေချိုးပြတ်တာဖြစ်တဲ့အတွက်ကြောင့်ဝိုင်းပြီးတော့လက်ညှိုးထိုးခံရမယ်ဝိုင်းပြီးတော့အပုတ်ချခံရမယ်ကိစ္စတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်တခြားတယောက်ကိုပေးလိုက်တယ်သူတတ်မှတ်ထားတဲ့စီမီစီကန်ထဲမှာဘောင်ဝင်တဲ့လူကိုပေးလိုက်တယ်ဒါပေမဲ့သမ္မတထရန့်ကိုတော့စိတ်မပြတ်သွားအောင်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်အညှိုးတေးမဖြစ်သွားအောင်လို့ဆိုပြီးတော့အထူးစုတစ်ခုအနေနဲ့ဂါဇာမှာရှိတဲ့အစ္စရေးနဲ့ဟာမတ်စ်နဲ့ဂျာမှာဖြစ်နေတဲ့ဂါဇာပဋိပက္ခကိုအဆုံးသတ်အောင်ပထမအဆင့်အနေနဲ့အဆုံးသတ်အောင်လုပ်တယ်ပြီးတစားကန်တွေအားလုံးကိုအိမ်အောင်ပြန်လို့ရအောင်လုပ်ပေးတဲ့အတွက်ကြောင့်ဆိုပြီးတော့ထူးထူးခြားခြားအနေနဲ့အထူးစုပေးမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တကယ်လို့များဒါကပေးတယ်ဆိုရင်တော့သမ္မတထရန့်အတွက်ကိုနှစ်သိမ့်တဲ့အနေနဲ့စိတ်မပြတ်သွားအောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့တွေ့ရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သမ္မတထရန့်ဒီစုရမယ်ဆိုလဲအခြေနဲ့เสียပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘောင်တွဲမှာစီမီစီကန်အရာသူကဒီစုကိုမရနိုင်ဘူးဆိုတာသူကိုယ်တိုင်သိတယ်ပေါ့နော်သူ့ကိုစင်းပိတ်ပြီးတဲ့နောက်ပိုင်းမှာဒါနာမည်စင်းတင်တာဖြစ်တဲ့အတွက်ကြောင့်သူကမရနိုင်ဘူးဒါပေမဲ့သူကတော့ pressure ပေးပြီးတော့ရအောင်လုပ်တာပေါ့နော်အဲ့ဒါဆိုရင်သမ္မတထရန့်မရဘူးဆိုရင်အခုရသွားတဲ့လူကဘယ်သူလဲပေါ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အခုရသွားတဲ့သူကတော့ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင်ပေါ့နော်အမျိုးသမီးပေါ့နော်မာရီယာကော်ရီနာမာချီတိုဆိုတဲ့အမျိုးသမီးကနိုဘယ်ငြိမ်းချမ်းရေးဆုကို2025ခုနှစ်အတွက်ကိုရရှိသွားတယ်ပေါ့နော်သူ့ကိုဘာလို့ပေးတာလဲဆိုတော့ဒီနိုဘယ်ဆုရွေးချယ်ရေးကော်မတီကကြီးညာတာကတော့ဗင်နီဇွဲလားပြည်သူတွေအတွက်ကိုဒီမိုကရေစီတိုက်ပွဲဝင်ပြီးတော့ဒီဇိုင်းမမှတ်နဲ့လုံးဝကိုတိုက်ပွဲဝင်ပြီးတော့အဖိနှိတ်ခံဘဝကနေတိုက်ပွဲဝင်ပြီးတော့အာဏာရှင်စနစ်ကိုပြိုလဲသွားအောင်လို့ငြိမ်းချမ်းစွာနဲ့ဆန္ဒပြမှုတွေလုပ်ပြီးတော့ငြိမ်းချမ်းစွာနဲ့တိုက်ပွဲဝင်တဲ့အတွက်ကြောင့်ဆိုပြီးတော့စုချီးမြှင့်လိုက်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒီမျိုးသမီးကတော့တော်တော်များများမသိကြဘူးပေါ့နော်သူ့ကိုပေးလိုက်တယ်ဆိုမှတော်တော်များများရှာကြည့်ကြတာပေါ့သူကဘယ်သူလဲပေါ့သူကဘယ်လိုလူမျိုးလဲပေါ့ဘာဖြစ်လို့ तू ကတော့ဒီစုကိုရသွားတာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်များများတော့ထူးထူးခြားခြားဖြစ်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू ကကဘာကျော်တဲ့လူတော့မဟုတ်ဘူးတော်တော်များများတော့သိရင်လည်းသိမယ်မသိရလူတွေလည်းအများကြီးရှိတယ်ပေါ့နော်အတိုက်ခံခေါင်းဆောင်တယောက်အနေနဲ့ဆိုပေမဲ့လည်းကဘာကျော်တဲ့တိုက်ခံခေါင်းဆောင်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့တကဘာလုံးမကြော်ပေမဲ့လည်းတော်တော်များများတော့သိတယ်ပေါ့နော် तू ကလုံးဝအဖိနှိတ်ခံပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကသူ့ကိုဝင်ရောက်ရှင်ပြိုင်ခွင့်မပေးဘူးပေါ့နော်ပြည်သူတွေကြားမှာလည်းတော်တော်လေးရေပန်းစားတယ်ဗင်နီဇွဲလားပြည်သူတွေရဲ့အတန်ပေါ့နော်သူ့ကိုလုံးဝအဖိနှိတ်ခံဘဝနဲ့ပြီးခဲ့တဲ့ဗင်နီဇွဲလားရွေးကောက်ပွဲမှာလက်ရှိအာဏာရနေတဲ့အာဏာရှင်ဖြစ်တဲ့နီကိုလတ်မာဒူရိုကပဲအာဏာပြန်ရသွားတယ်ပေါ့နော်အခုနိုဘယ်ငြိမ်းချမ်းရေးဆုကိုပ
ပူပူနွေ့နွေ့ရထားတဲ့မာရီယာကိုရီနာမာချီတိုကပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဝင်ရောက်ရှင်ပြိုင်ခွင့်မရဘူးပေါ့နော်သူကလုံးဝတင်းရှောင်နေရတယ်ဒါပေမဲ့နိုင်ငံတွေကလုံးဝထွက်မသွားဘူးဘလို့ပဲဖိနှိပ်မှုတွေကြုံပါစေဘလို့မျိုးပဲအခက်အခဲတွေကြုံပါစေဗီနီဇွဲလားပြည်သူတွေနဲ့တသားတွေရက်တည်မယ်ဆိုတဲ့ဒီအာကအမျိုးသမီးပေါ့နော်အဲ့အတွက်ကြောင့်သူ့ကိုနိုဝေနိုဘယ်ငင်းငယ်ရေးကော်မတီကနေသူ့ကိုစုချင်းမြင့်လိုက်တာပေါ့နော်နိုဘယ်ငင်းငယ်ရေးစုကို2025ခုနှစ်အတွက်သူ့ကိုထိုက်ထိုက်တန်တန်နဲ့ချင်းမြင့်လိုက်တယ်ဆိုပြီးတော့ကြေညာလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာစုချင်းမြင့်တဲ့အချိန်မှာသတင်းတော့တယောက်ကမေးတယ်ပေါ့နော်ဒီစုချင်းမြင့်လိုက်တဲ့ဒီ chairman ကိုပေါ့နော်ကြေညာတဲ့ chairman တကယ်လို့များအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဒီစုနဲ့ပတ်သက်ပြီးတော့သူရတဲ့နဲ့သူကိုယ်တိုင်ကလည်းဒီစုကိုလိုချင်နေတယ်သူမရဘူးအခုချိန်မှာသူမရတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့များတခုခုနော်ဝေးနိုင်ငံပေါ်မှာတိုက်ခိုက်မှုတွေတကယ်လို့များတခုခုကြုံလာခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုမျိုးဖြစ်လဲဆိုတာကိုမေးခဲ့တယ်ပေါ့နော်အဲ့ချိန်မှာတော့ပြန်ပြီးတော့ဖြေတဲ့အချိန်မှာတော့ဘယ်လိုဖြေလဲဆိုတော့ဒါကတော့ long history ပေါ့နော်တမိုင်းကြောင်းရလဲရှည်လျားတယ်တမိုင်းကြောင်းရသူတို့ပြောချင်တာကတော့စီမင်းစည်းကမ်းရပဲလုပ်ခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်လဲသူတို့မှလက်ပြလုံးနေဆိုတဲ့သဘောပေါ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအညှို့တိတ်ထားမယ်ဆိုလဲမတတ်နိုင်ဘူးဒါပေမဲ့တမိုင်းကြောင်းရဒီဟာအစင်လာကြီးမားတဲ့စုဖြစ်တဲ့အတွက်ကြောင့်ဒီစုအစင်လာတွေကိုချိုးဖျက်ပြီးတော့မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုသူတို့ရဲ့ဂုဏ်သိက္ခာအရာပေါ့နော်ဒါမျိုးကြီးညာပြောသွားခဲ့တာတော့တွေ့ရတယ်ပေါ့နော်အခုဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့အခုချိန်မှာတော့တင်းချောင်နေရတယ်တင်းချောင်နေဆိုပေမဲ့နိုင်ငံထဲမှာပဲရှိတာပေါ့နော်သူကအတိုက်ခံဒီမိုကရက်တယောက်ပေါ့နော်ဒီမိုကရေစီကိုလုံးဝကိုဥတီပြီးတော့လုပ်တယ်သူ့ပါတီကလုံးဝရွေးချယ်ခွင့်မရဘူးပေါ့နော်ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်မရဘူးနီကိုလတ်မာဒူရိုအာဏာရှင်အစိုးရကိုပြုတ်ကျအောင်လို့အတိုက်ခံလုပ်နေတဲ့လူပေါ့နော်တော်တော်လေးလည်းဖိနှိပ်ခံရတယ်အသက်က59နှစ်58နှစ်59နှစ်ရှိနေပြီပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာတော့အရန်ကိုဖိနှိပ်ခံရတဲ့ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိပြည်သူတွေရဲ့အတန်ပေါ့နော်ပြည်သူခေါင်းဆောင်ပေါ့လူထုခေါင်းဆောင်လို့တော့ပြောလို့ရတယ်ပေါ့နော်သူကနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိသွားတယ်ပေါ့နော်ဒါကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုလှမ်းပြီးတော့ဆက်သွယ်ပြီးတော့ပြောတဲ့အချိန်မှာတော့သူကလုံးဝ surprise ဖြစ်သွားတာပေါ့နော်လုံးဝအံ့ဩရတယ်ဘာလို့လဲဆိုတော့အခုချိန်မှာ hit ဖြစ်နေတာပေါ့နော်လုံးဝ hit ဖြစ်နေတာဒေါ်နယ်ထရန့်ပဲအားလုံးကလည်းဒေါ်နယ်ထရန့်ရမယ်လို့ပဲထင်ထားတာပေါ့နော်ဒါပေမဲ့ဒေါ်နယ်ထရန့်မရဘဲနဲ့သူကလုံးဝနာမည်ကြီးတဲ့လူမဟုတ်ပေမဲ့လည်းသူရရှိသွားတယ်ပေါ့လွန်ခဲ့တဲ့10ရက်လောက်တည်းကဒီစုနဲ့ရမယ်လူနဲ့ပတ်သက်ပြီးတော့ပေါ့နော်အားလုံးကဆုံးဖြတ်ပြီးသွားပြီပေါ့ငင်းငင်းရေးစုကိုဘယ်သူရမလဲဆိုတာကိုနော်ဘယ်ကော်မတီကနေကြီးညာဆုံးဖြတ်ပြီးသွားပြီပေါ့နော်ကြီးညာတာကတော့10ရက်နေ့မှကြီးညာမယ်ဆိုပေမဲ့အဲ့လိုဆုံးဖြတ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်ဒေါ်နယ်ထရန့်မရဘူးဆိုတာတချို့ကသိတယ်ပေါ့နော်အဲ့လိုသိတဲ့အတွက်ကြောင့်နော်ဝေအစိုးရကိုတချို့ကပြောကြတယ်ပေါ့နော်တကယ်လို့များဒေါ်နယ်ထရန့်မရခဲ့ဘူးဆိုရင်နော်ဝေအစိုးရအနေနဲ့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့ကြိုတင်ပြီးတော့ကာကွယ်ထားဖို့နော်ဝေနိုင်ငံကိုဘာဖြစ်လို့လဲဆိုတော့ဒေါ်နယ်ထရန့်ကအညှို့တေးကြီးရဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်နော်ဝေနိုင်ငံပေါ်မှာအညှို့တေးဖြစ်လာနိုင်တယ်အဲ့အတွက်ကြောင့်ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့သတင်းကထွက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒေါ်နယ်ထရန့်မရနိုင်ဘူးလို့တချို့ကလည်းထင်ကြီးပေးကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခုနပြောတဲ့စီမင်းစည်းကမ်းတွေစီးရင်ပိတ်ချိန်မှာဒေါ်နယ်ထရန့်မပါခဲ့ဘူးပြီးတော့မှပါတယ်ပေါ့နော်အဲ့အတွက်ကြောင့် तू ကအကျုံးဝင်တော့2026မှာအကျုံးဝင်နိုင်တယ်ဒါပေမဲ့ तू ကိုယ်၌ကဒီနှစ်မှာပဲလိုချင်နေတဲ့ပုံစံတွေပဲ तू ထက်ကပြောနေရပေါ့နော်အားလုံးကမ္ဘာနိုင်ငံတွေကလည်းဒီနှစ်မှာပဲ तू ကိုပေါ်ထင်ပဲစီးရင်တင်တာတွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်သူကတော်တော်များများသူရမယ်လို့မှန်းကြတာပေါ့နော်အဲ့အတွက်ကြောင့်တကယ်လို့မရခဲ့ဘူးဆိုရင်နော်ဝေနိုင်ငံအနေနဲ့ကြိုတင်ပြီးတော့ကာကွယ်ထားဖို့ဆိုပြီးတော့ပြီးခဲ့တဲ့10ရက်လောက်တည်းကနော်ဝေနိုင်ငံထဲမှာသတင်းတွေကပြန့်နေတာပေါ့နော်အဲ့ဒါလေဒေါ်နယ်ထရန့်ကိုယ်တိုင်လည်းသိမှာပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာတော့ပြီးသွားပြီငင်းငင်းစုကဒေါ်နယ်ထရန့်လွဲသွားတယ်ပေါ့နော်ရရှိသွားတာကတော့မာရီယာကော်ရီနာမာဂျီတိုအတိုက်ခံခေါင်းဆောင်ဗင်နီဇွဲလားနိုင်ငံရဲ့အတိုက်ခံခေါင်းဆောင်ပေါ့နော်ကျွန်တော်ဒီနေရာမှာထူးထူးခြားခြားအနေနဲ့တခုထပ်ပြောဗင်နီဇွဲလားနဲ့အမေရိကန်အခုချိန်မှာကမ္ဘာရန်သူဖြစ်နေတဲ့နိုင်ငံပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အမုန်းဆုံးနိုင်ငံအခုချိန်မှာဘယ်သူလဲဆိုဗင်နီဇွဲလားနိုင်ငံဖြစ်နေတာဗင်နီဇွဲလားနိုင်ငံရဲ့မူရစ်စေဝါနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်ဗင်နီဇွဲလားလက်ရှိသမ္မတဖြစ်တဲ့အာဏာရှင်အစိုးရဖြစ်တဲ့နီကိုလတ်မာဒူရိုကိုစုဂျေးငွေတော်မှထုတ်ထားတာပေါ့နော်ဖန်ဝရန်အနေနဲ့တော့မှထုတ်ထားတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးအော်တောင်းနေဖြစ်သွားတယ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတတယောက်ကိုဖန်ဝရန်ထုတ်တယ်စုဂျေးငွေထုတ်တယ်ဆိုတာကကမ္ဘာသမိုင်းမှာမရှိခဲ့ဘူးပေါ့နော်ဥပမာအဖြစ်ဆိုရင်တော့လူဆိုးကိုင်းနေရာဇဝတ်သားကောင်နေပြီးတော့မူရစ်ရာဇာကိုင်းနေဒီလိုမကောင်းတဲ့လူတွေပေါ့နော်ဒီလူဆိုးတွေတော်တော်များများကိုပဲ
စုချင်းငွေတွေထုတ်တယ်ဖန်ဝန်ထမ်းတွေထုတ်ကြပေမဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတတယောက်ကိုဖန်ဝန်ထမ်းထုတ်တယ်ဆိုတဲ့ကအမေရိကန်သမ္မတအစိုးရပေါ့နော်အမေရိကန်အစိုးရသမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်ကဘလောက်တောင်မှဗင်နီဇွဲလားနိုင်ငံပေါ်မှာဘလောက်တောင်မုန်းတီးနေလဲလက်ရှိဗင်နီဇွဲလားကိုအုပ်ချုပ်နေတဲ့နီကိုလတ်မာဒူရိုကိုဘလောက်တောင်မှမုန်းတီးနေလဲဆိုတာကိုသိတာစေတဲ့ကိစ္စတစ်ခုပေါ့နော်အမေရိကန်အစိုးရကဗင်နီဇွဲလားရဲ့ခုနနိုဘယ်ငြိမ်းချမ်းရေးဆုရသွားတဲ့အတိုက်အခံခေါင်းဆောင်ကိုလည်း support လုပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီလိုလားတဲ့သူဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့သူဒီမိုကရေစီအတွက်ကိုတိုက်ပွဲဝင်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်သူ့အားပေးထောက်ခံတဲ့သူပေါ့နော်နီကိုလတ်မာဒူရိုကြတော့မူရစ်ဂိုင်းတွေရဲ့ခေါင်းဆောင်အမေရိကန်နိုင်ငံကိုမူရစ်ဆေးတွေတင်သွင်းနေတဲ့သူဆိုပြီးတော့ဒေါ်နယ်ထရန့်ရှုမြင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကာရစ်ဘီယန်ပင်လယ်မှာဗင်နီဇွဲလားပိုင်တဲ့ဒီဆက်လေ3စီးလောက်ကိုပစ်ချပြီးဖျက်ဆီးလိုက်တယ်ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်းအင်ဘီရိုကကြီးညာတာတခုရှိရပေါ့နော်အမေရိကန်နိုင်ငံကမူရစ်ဂိုင်းတွေနဲ့တရားဝင်စစ်ပွဲကြီးညာလိုက်ပြီဆိုတဲ့ကိစ္စပေါ့နော်အဲ့အတွက်ကြောင့်အမေရိကန်နိုင်ငံတရားဝင်ဗင်နီဇွဲလားနိုင်ငံပေါ်မှာတရားဝင်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော် operation တွေအနေနဲ့ပေါ့နော်ဗင်နီဇွဲလားရဲ့စိတ်ကမ်းတွေပဲဖြစ်ဖြစ်ဒီမူရစ်ခိုင်းနေရာတွေပဲဖြစ်ဖြစ်ဝင်ရောက်ပြီးတိုက်ခိုက်မဲ့ပုံစံပေါ့အဲ့အတွက်ကြောင့်အမေရိကန်စစ်သမောတွေရောအမေရိကန်မရိန်းတပ်သားတွေရောတော်တော်များများဗင်နီဇွဲလားနဲ့အနီးဆုံးနေရာမှာတက်ဖြန့်ထားတယ်ပေါ့နော်အယောက်ရင်9000 6000လောက်တောင်ရှိမယ်တင်တယ်တော်တော်လေးတက်ဖြန့်ထားတဲ့အချိန်မှာဗင်နီဇွဲလားနိုင်ငံထဲမှာလည်းပြန်ပြီးတော့တုံ့ပြန်ဖို့ဆိုပြီးတော့စီးရေးလေ့ကျင့်မှုတွေလုပ်တယ်စစ်သားတွေကိုလုံးဝတက်လှန်ထားတယ်ပေါ့နော်ဘယ်တော့တောင်ဆိုလဲဆိုအမေရိကန်စစ်သမောပေါ်ကနေဗင်နီဇွဲလားနိုင်ငံရဲ့စစ်လင်ရဖြတ်ပြန်တာတွေပါလုပ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတာကိုရှင်းရှင်းလေးပဲနောက်တစ်ခေါက်ဒါမျိုးလုပ်မယ်ဆိုရင်တော့ပြစ်ချမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဒါနောက်ပိုင်းမှာဗင်နီဇွဲလားနည်းနည်းငြိမ်သွားတယ်တကယ်စီးရေးရချင်းဆိုင်မယ်ဆိုရင်တော့ဗင်နီဇွဲလားနိုင်ငံအမေရိကန်ကိုရှင်းနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့နော်လုံးဝလည်းဖြစ်စရာအကြောင်းမရှိဘူးဒါပေမဲ့သမ္မတထရန့်ကတော့ဗင်နီဇွဲလားနိုင်ငံပေါ်မှာစီးရေးရရေးယူဖို့ဆိုတာထက်ချင်းချောက်တဲ့သဘောမျိုးကိုပဲလှုပ်ဆောင်နေတာပေါ့ဒါတိုက်ဆိုင်မှုတစ်ခုတော့ပြောလို့ရတယ်ပေါ့နော်ဗင်နီဇွဲလားနိုင်ငံကတိုက်ခံခေါင်းဆောင်ဖြစ်တဲ့မာရီယာကနိုဘယ်ငြိမ်းချမ်းရေးဆုကိုရသွားတယ်ဒေါ်နယ်ထရန့်ကမရခဲ့ဘူးပေါ့နော်ဒါပေမဲ့ဗင်နီဇွဲလားနဲ့အမေရိကန်ရဲ့ဆက်ဆံရေးကတော့လုံးဝ 0% ကိုရောက်သွားတာပေါ့နော်ဒီနေရာမှာတလက်စားတယ်ကျွန်တော်ကြုံလုံးပြောရမယ်ဆိုရင်တော့ဗင်နီဇွဲလားနိုင်ငံကမ္ဘာပေါ်မှာရေနံအထွက်ဆုံးနိုင်ငံဒါပေမဲ့အာဏာရှင်တွေအုပ်ချုပ်တာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံအရန်ဆင်းရဲတယ်အာဏာရှင်လူနည်းစုတစုပဲချမ်းသာနေတဲ့သဘောပေါ့နော်သူနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတစ်ခုလောက်ပဲချမ်းသာနေတာပြည်သူတွေကအရန်ကိုဆင်းရဲကြအဲ့အတွက်ကြောင့်ပြည်သူတွေကတောင်အမေရိကတိုက်ကိုဖျက်ပြီးတော့မက်ဆီကိုကနေတဆင့်အမေရိကန်ဝင်တာပေါ့နော်အဲ့ဒါကိုသမ္မတထရန့်ကလုံးဝလက်မခံဘူးပေါ့နော်အဲ့နေရာမှာကောင်းတဲ့လူတွေလည်းပါလာသလိုဒီမွေးရစေးဝါးတွေနဲ့ပတ်သက်ပြီးတော့တည်လာတဲ့လူတွေလည်းအများကြီးပါတယ်ပေါ့နော်ဒါအမေရိကန်နိုင်ငံကိုလုံးဝပျက်စီးသွားအောင်လုပ်တာဆိုပြီးတော့ဗင်နီဇွဲလားနိုင်ငံပေါ်မှာရှုမြင်တယ်အဲ့အတွက်ကြောင့်သမ္မတထရန့်ကအခုလက်ရှိသမ္မတဖြစ်တဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုတော်တော်လေးမုန်းတီးနေတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကနောက်ကွယ်မှာပေါ့နော်ဗင်နီဇွဲလားအမေရိကန်နဲ့အဆင်မပြေတဲ့အတွက်ကြောင့်တရုတ်တို့အိန္ဒိယတို့ရုရှားတို့နဲ့အဆင်ပြေနေတယ်အခုဆိုရင်ဗင်နီဇွဲလားနိုင်ငံရဲ့ရေနံကိုအများဆုံးဝယ်တာကတရုတ်နိုင်ငံဒုတိယအများဆုံးကအိန္ဒိယနိုင်ငံပေါ့နော်ပထဝီနိုင်ငံရေးရလဲနိုင်ငံတွေကအဝေးဖြစ်ပေမဲ့လေတရုတ်နိုင်ငံကအမေရိကန်နဲ့အဆင်မပြေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူကထောက်ခံတယ်အားပေးတယ်ပြီးတော့နောက်တစ်ချက်ကအမေရိကန်ကအခုသမ္မတထရန့်လက်ထက်မှာသူ့ရဲ့နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲဖြစ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ဆိုရင်ဒီတောင်အမေရိကတိုက်တို့သူ့အောက်မှာရှိတဲ့Greenland တို့ဘာတို့ကိုတိတ်ပြီးတော့ခေါင်းထဲမထည့်ပဲနဲ့သူကကမ္ဘာမြေပုံကိုဒီဥရောပဘက်ကနေအာရှကိုဒီလိုမျိုးဖြန့်တာပေါ့နော်အခုကကြောက်သူကဒေါင်လိုက်ပြန်တက်တာဒီတောင်အမေရိကတိုက်ကသူ့ရဲ့နောက်ဖွေးပေါက်ဖြစ်တဲ့အတွက်ကြောင့်တောင်အမေရိကတိုက်ကိုလည်းလုံခြုံအောင်လို့သူကလုပ်ပြီးပေါ့နော်အဲ့တော့ကြောင့်သူနဲ့မတည့်တဲ့နိုင်ငံတွေဆိုရင်သူကတော်တော်လေးကိုထူးထူးခြားခြားအပြစ်ပြောတာရှိတယ်ပေါ့နော်ဘရာဇီးတို့တခြားနိုင်ငံတွေဆိုရင်သူနဲ့လုံးဝမတည့်တာရှိတယ်ပြီးတော့အခုဆိုအာဂျင်တီးနားတို့ပေါ့ဆိုသူနဲ့တည့်တယ်သူနဲ့တည့်တဲ့အတွက်ကြောင့်ထောက်ပံ့ကြီးတွေအများကြီးထောက်ပံ့တာတွေပါလုပ်တယ်ပေါ့နော်သူကအဲ့လိုမျိုးသမ္မတထရန့်ကအကြောင်းလို့လေသူသမ္မတမဖြစ်ခင်မှာ Greenland နဲ့ပတ်သက်ပြီးတော့သူကလိုချင်တယ်တွေဘာတွေပြောတာပေါ့နော်အခုတော့ဒီ Greenland ကိစ္စကတော့ငြိမ်သွားတယ်ပေါ့ဒါကတော့ကျွန်တော်ကြုံလုံးထည့်ပြီးပြောတာပေါ့နော်ဗင်နီဇွဲလားနဲ့ပတ်သက်ပြီးတော့ American နဲ့ဆက်ဆံရေးရတော့အခုချိန်မှာတော့တော်တော်လေးတန်တမန်နီးလန့်ရအောင်ဘာမှမရှိတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်အချိန်မီ American ဝင်ပြီးတော့တိုက်ခိုက်နိုင်တဲ့အနေအထားတစ်ခုပေါ့အဲ့ဒါဆိုရင်ရောခုနပြောတဲ့အခုလက်ရှိငញ្ញရေးစုရထားတဲ့မာရီယာကိုဘယ်လိုတုံ့ပြန်မှာလဲပေါ့ဒါလည်းရှေ့လျှောက်မှာစိတ်ဝင်စားဖို့ကောင်းလာတယ်ပေါ့နော်ဒီနေ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီမာရီယာကသူ့ရဲ့ social media မှာတင်လိုက်တဲ့ post တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခုချိန်မှာအထိုက်တန်ဆုံးကသူကငញ្ញရေးစုရပေမဲ့လေအခုချိန်မှာအထိုက်တန်ဆုံးကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဖြစ်တယ်ဆိုပြီးတော့သူကပြန်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဒါဒီစုကိုရတဲ့နေဆိုပြီးတော့ပြန်ပြီးတော့တင်ထားရရှိရပေါ့နော်ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကလည်းတကယ်လို့များအမေရိကန်ကသူရသွားတာဖြစ်တဲ့အတွက်ကြောင့်ဒေါ်နယ်ထရန့်ကသူ့ကိုပါအညှိုးထားမယ်ဆိုရင်သူ့ရဲ့ဒီမိုကရေစီလမ်းကြောင်းကအခက်အခဲရှိနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီနိုင်ငံတွေကိုထောက်ခံအားပေးတာကအမေရိကန်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အမေရိကန်အားမပါဘူးဆိုရင်သူလည်းပဲတော်တော်လေး
ဆိုးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်မှာဖိနှိပ်ခံဖြစ်တာဖြစ်တဲ့အတွက်ကြောင့်နောက်ကွယ်ကနေအမေရိကန်နိုင်ငံကထောက်ပံ့မှသာရှေ့လျှောက်ပြီးတော့သူ့အတွက်ကအားရှိမှာပေါ့နော်အဲ့အတွက်ကြောင့်သူကလည်းထရန့်ကိုပြန်ပြီးတော့ဖားတဲ့သဘောမျိုးပေါ့ဒီစုကအခုချိန်မှာတော့အထိုက်တန်ဆုံးအမေရိကန်သမ္မတဒေါ်နယ်ထရန့်သာဖြစ်တယ်ပေါ့နော်သူတက်ဆိုင်ရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပို့ပြီးတော့ငြင်းငြင်းပြီးသူကကြီးပေါ့နော်ငြင်းငြင်းရေးစုနဲ့ပို့ပြီးတော့ထိုက်တန်တယ်ဆိုတဲ့ကိစ္စကိုပြောသွားတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါလေးကချစ်စရာကောင်းတဲ့အခိုက်အတန့်လေးပေါ့နော်မာရီယာကနေဒေါ်နယ်ထရန့်ကိုပြန်ပြီးတော့ရည်ညွှန်းလိုက်တာပေါ့နော်ဒါပေမဲ့စုကတော့မာရီယာပဲရမှာပေါ့ဒေါ်နယ်ထရန့်ရတဲ့အကြောင်းတော့မရှိဘူးပေါ့တရားဝင်လည်းကြေညာပြီးသွားပြီပေါ့အခုချိန်မှာဒေါ်နယ်ထရန့်ကသူဘယ်လိုမျိုးဆက်ပြီးတော့နော်ဝေနိုင်ငံပေါ်မှာဘယ်လိုမျိုးလုံးမလဲဆိုတာကထပ်ပြီးတော့စဉ်းစားရမယ်အပိုင်းဖြစ်သွားပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်2025ခုနှစ်အတွက်ငင်းငယ်ရေးစုကတော့ဒေါ်နယ်ထရန့်နဲ့လွဲသွားပြီဒါပေမဲ့လည်းလက်ရှိအမှန်တရားကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်ရှိကမ္ဘာနိုင်ငံတွေမှာငင်းငယ်ရေးကိုလုံးဝရှေ့ဆုံးကနေဥဆောင်ပြီးတော့လုပ်နေတယ်ဟာမတ်စ်နဲ့အစ္စရေးသာဒုတိယအဆင့်မှာထပ်ပြီးတော့ငင်းငယ်ရေးထပ်ပြီးတော့ရသွားမယ်ဆိုရင်တော်တော်လေးထူးခြားတဲ့အပြောင်းလဲတစ်ခုထပ်ရှိမယ်ပေါ့နော်ဒါပေမဲ့ဒုတိယအဆင့်ကတော့ဘာလဲဆိုတော့ဟာမတ်စ်တွေလက်နက်ချပြီးတော့ဖျက်သိမ်းရမယ်ဆိုတဲ့ကိစ္စပေါ့နော်လာမယ့်အနာဂတ်မှာဂါဇာမှာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အုတ်ချုပ်ရေးရန်နေရာမှာဟာမတ်စ်ကလုံးဝမရှိရဘူးဟာမတ်စ်အဖွဲ့တွေလုံးဝကိုလက်နက်တွေပါဖျက်သိမ်းပြီးတော့ထွက်သွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နေချင်းတဲ့တူတဲ့နေလို့ရမယ်ဒါပေမဲ့ထွက်သွားမယ်ဆိုလဲထွက်သွားလို့ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဒုတိယအဆင့်ကတော့ဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့ပထမအဆင့်ကတော့ငင်းငယ်ရေးရသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်အထင်ကတော့ဒုတိယအဆင့်လဲငင်းငယ်ရေးရဖို့များတယ်ပေါ့နော်တစားကနေမရှိဘူးဆိုရင်ဟာမတ်စ်မှာဘာမှလက်စုပ်လက်ကင်မရှိတော့ဘူးပေါ့နော်အဲဆိုရင်တကယ်လို့များသူတို့ဒုတိယအဆင့်မှာထပ်ပြီးတော့မတူဘူးဆိုရင်အစ္စရေးကထပ်ပြီးတော့လှုပ်တော့မှာပေါ့နော်ထပ်ပြီးတော့တစားကနေလည်းမရှိတော့ဘူးဆိုအစ္စရေးကလှုပ်ချင်တိုင်းသူတို့လှုပ်တော့မှာအဲ့ဒါဆိုရင်ဟာမတ်စ်ကဘာမှပြန်ပြီးတော့အပြေရှာလို့မရတော့နောက်တစ်ခါငင်းငင်းရေးထပ်ပြီးတော့ဖော်ဆောင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဟာမတ်စ်ကဒုတိယအဆင့်နဲ့ထပ်ပြီးတော့သဘောတူနိုင်မယ်ပုံစံအရေးအယောင်တွေတွေ့ရတယ်ပေါ့နော်သူ့လူတွေအသက်အာမခံချက်ရှိမယ်ဆိုရင်လုံးဝကိုသဘောတူနိုင်တဲ့အနေအထားတစ်ခုပေါ့အခုဆိုရင်ဟာမတ်စ်ကကြံသေးတယ်ဆိုပေမဲ့အဲ့လောက်ထိထူးထူးခြားခြားမကြံတော့ဘူးပေါ့နော်နေရာအပြင်လည်းဂါဇာစီးတီးလောက်ပဲကြံတော့တာဖြစ်တဲ့အတွက်ကြောင့်အရင်ထူးထူးခြားခြားကြီးနေရာပေါင်းစုံမှာဟာမတ်စ်ကမရှိနိုင်တော့ဘူးအဲ့အတွက်ကြောင့်အခုရရှိခဲ့တဲ့ငြိမ်းချမ်းရေးကတော့တော်တော်လေးကိုပျောက်မြောက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တာဝန်ယူပြီးတော့ဒီ6 လအတွင်းမှာအရှိမလုပ်ခဲ့တဲ့စစ်ပွဲတွေထက်ဒီရက်တက်မှုကတော်တော်လေးကိုလက်ခုပ်ဩဘာတန်နေနဲ့စူညံသွားတဲ့အချိန်ပေါ့နော်အရှိမအာမေးနီးယားအဇာဘိုင်ဂျန်တို့အိန္ဒိယပါကစ္စတန်တို့ပြီးကမ္ဘောဒီးယားထိုင်းတို့တခြားကွန်ဂိုတို့ဒီတောင်အာဖရိကနိုင်ငံတွေမှာငင်းငင်းရခဲ့ပြီမဲ့အဲ့လောက်ထိသူ့ကို credit မပေးဘူးပေါ့နော်သူ့အဲ့လောက်ထိမချီးကျူးဒါပေမဲ့အခုဂါဇာမှာဖြစ်နေတဲ့အစ္စရေးနဲ့ဟာမတ်စ်ကိစ္စမှာတော့သူ့ကိုတော်တော်များများချီးကျူးကြတယ်ချီးကျူးတဲ့နေစူညံသွားတယ်ပေါ့နော်ပြီးတော့တကယ်လို့များနောက်တစ်ခုဖြစ်တဲ့ဒီ8 ခုမြောက်ငင်းငင်းဖြစ်တဲ့ရုရှားနဲ့ယူကရိန်းသာငင်းငင်းရသွားမယ်ဆိုရင်တော့ဒေါ်နယ်ထရန့်လက်ရှိ modern history ပေါ့နော်လက်ရှိတမိုင်းကြောင်းမှာတကယ်ကိုငင်းငင်းပြီးသူကကြီးငင်းငင်းတမရဆိုတဲ့ဂုံပုတ်ကိုရရှိသွားမှာတေးကြတယ်ပေါ့နော်အခုချိန်မှာသူကြိုက်တဲ့လူတွေရှိရမကြိုက်တဲ့လူရှိရပြည်တွင်းမှာလည်းအဆင်ပြေတာရှိရမပြေတာရှိတယ်အမေရိကန်မှာလည်း government shutdown လို့ခေါ်တဲ့အစိုးရရန်နေရရက်တက်နေရကြီးလည်းရှိတယ်ပေါ့နော်ပြီးတော့မြို့ကြီးတွေပေါ်မှာလည်းကာကွယ်ထိန်းသိမ်းရေးတက်တွေပေါ့အဲ့ဒါကြီးပို့နေရတဲ့ပတ်သက်ပြီးတော့ဒီမိုကရက်အစိုးရတွေကြီးစိုးတဲ့မြို့တွေမှာဆိုရင်တော်တော်လေးကိုထူးထူးခြားခြားနဲ့အဆင်မပြေတာကြီးဖြစ်နေတဲ့အချိန်မှာသမ္မတထရန့်ကဘာမှာဒါမှငင်းငင်းကြီးကိုလှုပ်ဆောင်နေဆိုတဲ့ကိစ္စတော်တော်လေးကိုပြောစရာကြီးဖြစ်သွားတယ်တော်တော်လေးချီးကျူးမှုတွေဖြစ်တယ်တိတ်မကြခင်မှာရုရှားနဲ့ယူကရိန်းကိစ္စရောဘယ်လိုမျိုးဖိအားတွေနဲ့ဘယ်လိုမျိုးတွေဖိအားတွေပေးပြီးတော့ဘယ်လိုမျိုးတွေထပ်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဒီဒီပလိုမတ်လို့ခေါ်တဲ့တန်တမန်နီလန်အရာဖြည့်ရှင်းမှုတွေဖိအားတွေကဘယ်လောက်တောင်ကြီးလဲဆိုတဲ့ကိစ္စတွေကအခုချိန်မှာမျက်ဝါးထင်နေမြင်လိုက်ရပြီပေါ့နော်အဲ့အတွက်ကြောင့်ရုရှားရောယူကရိန်းရောဘယ်လိုမျိုးဆက်ဖြစ်မလဲပေါ့နော်ရုရှားဘက်မှာလည်းဖိအားတွေရှိပေမဲ့လည်းပူတင်ကဘယ်လိုမျိုးဆက်လုပ်မလဲဆိုတာတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ငင်းငင်းရေးစုနဲ့ပတ်သက်ပြီးတော့အရန်လိုချင်နေတဲ့သမ္မတထရန့်စုနဲ့လွဲသွားတယ်အဲ့အတွက်ကြောင့်ဘယ်လိုမျိုးအကျိုးဆက်တွေဆက်ဖြစ်မလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်အခုငင်းငင်းရေးစုကိုရရှိသွားတဲ့သူကတော့ငင်းငင်းရေးစုတစ်စိတ်ပြရမယ်ပြီးတော့စာတန်းရမယ်ပေါ့နော်ငင်းငင်းနဲ့ပတ်သက်တဲ့သူ့ကိုဂုဏ်ပြုစာတန်းရမယ်ပြီးတော့အမေရိကန်ဒေါ်လာ1.2 သန်းပါရရှိမယ်ပေါ့နော်ဒါတော်တော်များတဲ့ amount ပေါ့တစ်သက်လုံးထိုင်စားလို့တော့မကုန်မဲ့ amount တစ်ခုကိုရရှိသွားမှာဖြစ်တယ်ပေါ့နော်ပြီးတော့ကျတော့ popular ဖြစ်သွားမယ်ပေါ့အရင်အားထက်ပိုပြီးတော့နာမည်ကြီးသွားမယ်အခုဆိုရင်ဒီမာရီယာခေါ်ရီနာမာချီတိုကအရင်အားထက်ပိုပြီးနာမည်ကြီးသွားတယ်ပေါ့နော်ဒီငင်းငင်းစုရသွားတဲ့အတွက်ကြောင့်စုချင်းငွေ1.2 သန်းရမယ်ပြီးတော့င
ငញ្ញရေးစုတစိပ်ပြားတွေရမယ်လက်မှတ်တွေရမယ်စာတမ်းတွေရမယ်ပေါ့နော်ဝေနိုင်ငံအော်စလိုမြို့မှာရှိတဲ့နိုဘယ်ငញ្ញရေးပြတိုင်းမှာဝင်ရောက်ပြီးတော့မှတ်တမ်းဝင်သွားမယ်ပေါ့နော်ပြီးတော့ဒီစုကိုချင်းမြင့်မဲ့အချိန်ကတော့ဒီဇင်ဘာလ10ရက်နေ့မှာနော်ဝေနိုင်ငံအော်စလိုမြို့မှာအခမ်းအနားနဲ့ချင်းမြင့်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမာရီယာခေါ်ရီနာမာချီရိုတက်ရောက်ပြီးတော့စုယူနိုင်မလားစုမယူနိုင်ဘူးလားဆိုတာတော့ပြောလို့မရဘူးအခုလက်ရှိအစိုးရဖြစ်တဲ့နီကိုလတ်မာဒူရိုကလုံးဝဖိနှိပ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူနိုင်ငံအတွင်းကနေထွက်လာဖို့ဆိုတာကမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကြောင့်သူ့ကိုယ်စားတယောက်ယောက်ကနေစုကိုလက်ခံရယူမဲ့ပုံစံမျိုးပေါ့နော်တကယ်လို့များဗင်နီဇွဲလားနိုင်ငံမှာလုံးဝငြင်းငြင်းတွေရသွားပြီးလုံးဝအဆင်ပြေသွားပြီဆိုတဲ့အချိန်ကြာမှပြန်ပြီးတော့စုယူရမယ်သဘောလို့မြင်ရတယ်ပေါ့နော်ဒါကတော့တမိုင်းမှာလည်းဒီလိုအဖြစ်အပျက်တွေရှိခဲ့တယ်ပေါ့နော်တမိုင်းမှာလည်းကျွန်တော်တို့1992ခုနှစ်မှာဆိုရင်ကျွန်တော်လူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်ကဒီစုကိုရရှိဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာတော့သူကနေအကျယ်ချုပ်ကြက်ခံထားတာဖြစ်တဲ့အတွက်ကြောင့်ဒီစုကိုသူအဲ့ချိန်ပေးတဲ့အချိန်မှာတက်ရောက်ပြီးယူလို့မရတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒေါန်ဆန်းစုကြည်ရဲ့သားနဲ့သူ့ရဲ့အမျိုးသားကတက်ရောက်ပြီးစုယူခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒေါန်ဆန်းစုကြည်ပြန်ပြီးတော့လွတ်မြောက်လာတဲ့အချိန်ဖြစ်တဲ့2012ခုနှစ်ထင်ပါတယ်အဲ့ချိန်ကျမှသူဒီစုကိုသူကိုနိုင်ပေါ့နော်တက်ရောက်ပြီးတော့သွားပြီးတော့နော်ဝေနိုင်ငံအော်စလိုမြို့မှာသွားပြီးတော့ယူခဲ့တာပေါ့နော်ဒီလိုမျိုးပုံစံတူပုံစံမျိုးဖြစ်မယ်ထင်ပါတယ်အခုလက်ရှိဒီဇင်ဘာလ10ရက်နေ့မှာပေးမဲ့အချိန်မှာတော့မာရီယာခေါ်ရီနာမာချီရိုကတော့တက်ရောက်ပြီးတော့ယူနိုင်မဲ့ပုံစံတော့မပေါ်ဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်2025ခုနှစ်ငញ្ញရေးစုကတော့သမ္မတထရန့်လွှဲချော်သွားတယ်သမ္မတထရန့်စိတ်ပြတ်သွားမလားတော့မသိဘူးဒါပေမဲ့2026ခုနှစ်အတွက်ကတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်2026ခုနှစ်မှာသမ္မတထရန့်အတွက်နှစ်ဖြစ်မလားပေါ့နော်ဒီကြားထဲမှာရုရှားနဲ့ယူကရိန်းကိစ္စသာတေချာပေါက်ငញ្ញရေးရအောင်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့တေချာပေါက်2026ခုနှစ်မှာသမ္မတထရန့်အပြင်ဘယ်သူမှမရှိတော့ဘူးပေါ့နော်အဲ့ဒါမှမပေးဘူးဆိုရင်တော့ဒါဗလိုက်မှုတွေရှိတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ကြမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်2026ခုနှစ်ကသမ္မတထရန့်အတွက်ကိုနှစ်ဖြစ်လာမယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်ကိုပြောတာပေါ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတွေ့ကြတာပေါ့